ရွှေရှိမှအမျိုးတော်ချင်းကြပြီတယ်နော်ကန်ထုရှင်ဖိုးရဲ့အရန်ဝမ်းတာပါတယ်ထီပေါက်ချင်လာပြီဆိုလို့ရှင်တကယ်ကိုဆက်ဆိုင်မြိုက်ပဲနော်ဒီအဖိုးရဲ့ကန်ထုချက်ကတော့ထိုင်းထီထွက်မဲ့နေမှာထီတဲကထီမကုံလို့လက်ထဲထီကိုထီထည့်ပေးပြီးတော့အကျွေးရောင်းသွားခဲ့တဲ့ထီသုံးမွာဘူးကနေဘတ်18တန်းပထမစုကြီးထီပေါက်သွားခဲ့တဲ့အဖိုးပါဒီဖိုးကချင်းမိုင်ကလို့သိရပါတယ်သူကတနေ့လုံးမှတနေ့စားရတာပါနေစရာအိမ်လည်းမရှိပါဘူးအင်ဂျီယာမဲ့တယောက်ဖြစ်ပြီးတော့တရက်ကိုမှဘတ်350လောက်ပဲဝင်ငွေရရှိတဲ့သူတယောက်ပါဒီဖိုးကဝင်ငွေနည်းလွန်းလို့မိမကတော့ပြစ်သွားခြင်းခံခဲ့ရတာပါအခုလေကန်းအထူးကျင်တော့ထီကိုသူထိုးတာမဟုတ်ပဲနဲ့ထီတဲ့ကထီမကုံလို့ထီထွက်ခန်းနီးနိုင်ပိုင်းအလိုကမှအဲ့ဒီထီလက်မှတ်3ဆောင်ကိုသူ့ရဲ့လက်ထဲကိုထည့်ပေးပြီးတော့အကျွေးရောင်းသွားခဲ့တာပါဒီဖိုးရဲ့ကံကတော့တကယ်ကောင်းပါတယ်ဒါပေမဲ့ရွှေရှိမှအမျိုးတော်ကျင်ကြတယ်ဆိုတဲ့အတိုင်းခုတော့ဒီထီပေါက်တဲ့သတင်းကြောင့်ဒီဦးလေးကြီးစီကိုအမျိုးတွေကလာပြီးတော့ဦးလေးကြီးကိုခေါ်သွားပြီးတော့စောက်ရှောက်ချင်ကြတယ်တဲ့ရှင်ဆွေမျိုးသားချင်းတွေတငယ်ချင်းတွေအများကြီးကသူ့ကိုလာတွေ့ပြီးတော့ကောင်းချီးတွေပေးကြတယ်ပြီးတော့တူတူနဲ့တူတူခေါ်သွားကြပေမဲ့အခုထိကိုအဲ့ဒီဦးလေးကြီးကဘယ်သူနဲ့နေရမလဲဆိုတာကိုမဆုံးဖြတ်ရသေးပါဘူးတဲ့နော်ကဲအခုထိပေါက်သွားတဲ့ဒီအဖိုးဦးလေးကြီးကချင်းမိုင်ကပါအသက်က68နှစ်ရှိနေပြီးတော့တူးတဲ့နေထိုင်တဲ့အင်ဂျီယာမဲ့တူဖြစ်ပါတယ်အခုတော့အင်ဂျီယာမဲ့ဘဝကနေလွတ်ပြီးတော့အကောင်းချင်းတွေပိုင်ဆိုင်လာတဲ့သူတယောက်ပဲဖြစ်ပါတယ်